အားလုံးပဲမင်္ဂလာပါခင်ဗျာမြင့်ဆုံးတော့ပြန်တန်းမှာဆိုတဲ့စာသားလေးကိုတင်ဆက်ပေးချင်ပါတယ်ခင်ဗျာမြင့်မြင့်ပြန်တန်းလေတိုက်ခံရလေပါပဲဒါပေမဲ့အမြင့်ဆုံးပြန်တန်းလိုက်ပါတိုက်ခတ်လာတဲ့လေတွေကိုလေုံစီးလို့ရတယ်ဆိုတာတနေ့မင်းသိလာလိမ့်မယ်ဂျုံကန်လှုပ်ရှားနေရတဲ့အချိန်အတောင်မစုံမဲပြန်တန်းဖို့ကြိုးစားနေတဲ့အချိန်တွေကခက်ခဲမယ်ကြမ်းတမ်းမယ်ပင်ပန်းမယ်ဒါပေမဲ့အတောင်စုံလို့ပြန်တန်းလို့တဲ့တနေ့မင်းလိုရာပန်းနိုင်ကိုအရောက်သွားနိုင်လိမ့်မယ်ဘယ်သူမှမရှိလဲနေမင်းအတွက်မင်းရှိနေပြီမင်းအားငယ်တဲ့အခါမင်းကိုမင်းအားပေးနိုင်အောင်ကြိုးစားလောကမှာအပေါ်ယံတွေကဆွန့်ခါသွားတဲ့အခါမမမမနဲ့တယောက်တည်းရက်တည်နိုင်ကြောင်းပြသနိုင်ရမယ်သူမသူဖြစ်ခဲ့တဲ့နေရက်တွေရှိခဲ့သလိုမင်းမမင်းဖြစ်နေတဲ့လူလည်းရှိလာနိုင်တာပဲဘယ်အရာကိုမှတွေ့ကပ်မနေပါနဲ့ခက်ခဲသောအချိန်ဆိုတာအတိုင်းအတာတစ်ခုပဲနောက်ဆုံးတော့ပြီးသွားတာပါပဲကျွန်တော်ကကိုငယ်ပါ